နေ့တွေကိုချစ်တွေနဲ့ပေါင်းဆက်တင်ဆက်ပေးမယ့် NBS ကနေကြိုဆိုပါရီဓမ္မကျမ်းစာတအုပ်ရုပ်ရှင်ပိုစတာတစ်ချက်ပြီးတော့လက်တော်စာကြောက်တူးလေးတက်လက်နဲ့ထောင်ပေါက်သွားတဲ့ဇကားကိုတီးကြရဲလာဗျာဒီကနေ့မှဆိုရင်တော့အောင်မြင်ကြော်ကြားတဲ့ဘန်လုံးငန်းရှစ်တယောက်နေချင်းညချင်းမှာပဲသူ့ရဲ့ဇနီးနဲ့သူ့ရဲ့ချစ်သူကိုတတ်မှုနဲ့ထောင်တသက်တကြုံနှစ်ထပ်ကွမ်းကိုမှကြားသွားခဲ့ရပါရီသူကိုပို့လိုက်တာကကပုံမှာလုံခြုံမှုအတင်းကျပ်ဆုံးလို့နာမည်ကြီးလွန်းလာတဲ့ရှောင်းရှမ်ဆိုတဲ့အချင်းထောင်ပဲဖြစ်ပါရီထောင်မှုကြီးကသူ့ကိုခိုင်းကောင်းတဲ့နွားတကောင်လိုအတုံးချခဲ့ပေမဲ့သူတို့အားလုံးမသိလိုက်ရတာတခုကတော့ဒီရဲ့ပထမကတမကျန်းစာအုပ်တအုပ်ရုပ်ရှင်ပိုစတာတစ်ချက်ပြီးတော့လက်တော်စာကြောက်တူးလေးတက်လက်နဲ့နှစ်ပေါင်း20ကြာကျန်းစီခဲ့ရတဲ့ကဘာကြီးကျဲဆုံးထောင်ဖောက်ပြေးမှုနဲ့အချို့မြေဆုံးလက်စားချေမှုတခုကိုဒိတ်ဒစိမ့်နဲ့အကောင့်ထဲဖော်နေခဲ့တယ်ဆိုတော့ပါပဲဒီစကားလေးကတော့တကယ်ကိုမှစိတ်ဝင်စားစရာကောင်းတဲ့စကားလေးတကားဖြစ်တာကြောင့်မလို့အပိုးတွေကိုမပြောတော့ပါဘူးထုံးစံတိုင်းပဲကျွန်တော်ကတော့နိုးပဲပါစကားကောင်းလေးကိုတင်းဆက်ပြီးတော့မှဖြစ်တဲ့အတွက်အသားလေးငိမ့်သာနေပြီးတော့ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြပါစို့ခင်ဗျာAndy Dufresne လို့အမည်ရတဲ့ဘန်လုံးငန်းရှစ်တယောက်ဖောက်ပြန်တဲ့စနစ်နဲ့သူမရဲ့ချစ်သူကိုတတ်မှုနဲ့အမှုရင်ဆိုင်ခဲ့ရပြီးတော့ထောင်သက်တဲ့ကြုံနှစ်ခါကြာခဲ့ပြီးတော့ရှောင်းရှန်ဆိုတဲ့အကျဉ်းထောင်ကိုလည်းပို့ခံခဲ့ရပါတယ်ဖြစ်စဉ်ကတော့ Andy နဲ့ဇနီးတို့စကားများခဲ့ကြပြီးတဲ့နောက်မှာ Andy ကိုကွာရှင်းဖို့ပြောပြီးတော့ Snowden Hill Country Club ကကောက်တီသမား Mr. Quentin စီမှာတွားနေဖို့အိတ်တလုံးနဲ့ထွက်သွားခဲ့ပါတယ်အဲ့ဒီမှာနေပဲကွင်တွေကသူ့ရဲ့ဇနီးရဲ့နောက်စရာမှန်းကိုတီးသွားခဲ့တာကြောင့်မလို့သူတို့ရှိတဲ့အိမ်ကိုလည်းလိုက်သွားခဲ့တာဖြစ်ပါတယ်။အရက်ကလည်းမူးနေခဲ့ပြီးတော့ဘာလို့နေမှလည်းမသိတဲ့အတွက်6လက်ယုံလောက်လှုပ်ဖို့ကားရဲ့ဇွဲတွေကနေတနက်ကိုယူခဲ့တာဖြစ်ပါတယ်။ကားဘောကနေဆင်းပြီးတော့ရှောက်လာခဲ့ပေမဲ့နေအောင်စလုံးကအိမ်မှာရှိမနေခဲ့တာကြောင့်ကားဘောကိုပြန်တက်ခဲ့ပြီးတော့အိမ်ပြန်မောင်းလာခဲ့ပါတယ်။လမ်းမှာလည်းသူခဏရက်ပြီးတော့သူ့ရဲ့တနက်ကိုရိုင်းရဲ့မြစ်ထဲကိုပစ်ချခဲ့ပါတယ်။အဖြစ်ကတော့ဒါပါပဲ။ဒါပေမဲ့လည်းသူမသက်ပဲနဲ့သူ့ရဲ့ဇနီးစုံတွေကတနက်တရနဲ့တေဆုံးခဲ့တာကြောင့်မလို့အန်ဒီတယောက်ကတော့တရားရုံးမှာအစစ်ဆေးခံနေရတာဖြစ်ပါတယ်။အပြစ်မရှိကြောင်းကိုရှောက်လဲခဲ့တဲ့ဆိုပေမဲ့တရားရုံးကတော့သူ့ကိုအပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့ပါတယ်။အကြောင်းကတော့တန်ရှင်းလုပ်တဲ့မြို့သမီးကတနက်ကင်လာတဲ့အန်ဒီကိုတွေးခဲ့တယ်လို့သူ့ရဲ့ဇနီးနဲ့သူမရဲ့ချစ်သူကလည်းတနက်မှန်ကတေဆုံးနေခဲ့ပြီးတော့ချန်ပီယံပေါ်မှာလည်း .38 ကြီးစံကိုကိုလည်းတွေးနေခဲ့လို့ပဲဖြစ်ပါတယ်။ရှယ်ရီကတော့မြစ်ထဲမှာတနက်ကိုရှာခဲ့ပေမဲ့မတွေးဖြစ်နေခဲ့တဲ့အတွက်တရားရုံးကတော့သူ့ရဲ့စကားကိုပဲပြစ်လိုက်ပြီးတော့ထောင်ချလိုက်တာလည်းဖြစ်ပါတယ်။ဒီလိုနဲ့ပဲအန်ဒီတယောက်ကတော့စစ်သေးတိုင်းနဲ့အတူရှောင်းရှန်ဆိုတဲ့အချင်းထောင်ကိုရောက်လာခဲ့ပါတယ်။လူတစ်တွေထောင်ကိုရောက်လာခဲ့တဲ့ဆိုရင်ပထမအဆုံးညကတော့အငိုချစမြဲပါပဲ။ရှောင်းရှန်ချင်းသားတယောက်ဖြစ်တဲ့ Ref ဆိုတာကတော့လူချင်းတော်မန်မြရှာပေးနိုင်တဲ့ကုန်းစုံဆိုင်ကြီးလိုလူပဲဖြစ်ပါတယ်။အခုလည်း Red ကခက်ကုတ်ကုတ်လာနေတဲ့အန်ဒီကအရင်ငုံလိမ့်မယ်ဆိုပြီးတော့သူ့ရဲ့ပေါ်တာတွေနဲ့လောင်းကြီးထပ်တင်ကြပါရီအကျဉ်းသားတွေရောက်လာခဲ့တဲ့ဆိုရင်ပဲထောင်မှုကြီး Nogden နဲ့ဘိုးကြီးဟက်တလီတို့ကမိတ်ဆက်စကားပြောကြပါရီNogdenကတော့သူ့ရဲ့စီကန်းနဲ့တမကျန်းစာကိုပဲယုံချောင်းတိုးတိုးထိထိပဲပြောပြီးတော့ရှန်ရှန်ကနေကြိုဆိုလိုက်ပါရီ Welcome to Shawshank ညရောက်တဲ့ချိန်မှာထင်ထားတဲ့အတိုင်းပဲအန်ဒီကတော့မငိုဘဲနဲ့အခြားတစ်ယောက်ကငိုနေခဲ့တာကြောင့်မလို့ဘိုးကြီးရတလီကတော့ရွှေဖော်ရိုးလေးကျိုးအောင်ဆုံးမပေးတဲ့အတွက်တေးဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။အန်ဒီကိုလောင်းထားတဲ့ ref ကတော့လောင်းချေရှုံးသွားခဲ့ရပါတယ်။နောက်တနေ့စားတောက်ခန်းထဲမှာစားတောက်နေကြရင်လည်းအန်ဒီကတော့သူ့ရဲ့ထမင်းထဲမှာဘိုးကောင်တစ်ကောင်ကိုတွေးနေကြတာကြောင့်ယူကြည့်နေတဲ့ချိန်လုံးမှာပဲထောင်သား OG Bruce ကသူ့ဘိုးကောင်ကိုယူလိုက်ခဲ့ပြီးတော့အိမ်ထဲကငက်လေးကိုလည်းခွန်ကျွေးလိုက်တော့တာဖြစ်ပါတယ်။အန်ဒီကတော့တယောက်တည်းနေတက်ပြီးတော့ဒါကိုလည်း ref ကမတိမတာကိုမှစိတ်ဝင်စားနေခဲ့ပါတယ်။ဒီလိုနဲ့ကိုစုံစမ်းကြီး Rapsi ကိုတနေ့မှအန်ဒီကရောက်လာခဲ့ပြီးတော့သူ့အတွက်လည်းကြောက်ခွဲတူလေးတစ်လက်ကိုတွင်းပေးဖို့လည်းပြောပြပါရီ Ref ကတော့အန်ဒီကိုကြောက်ခွဲတူနဲ့ထောင်ဖောက်ဖို့လာဆိုပြီးတော့ပြောပြနေတာကြောင့်အန်ဒီကတော့ရီလိုက်ခဲ့ပြီးတော့တူကိုတွေ့မယ်ဆိုရင်နားလဲမှာဖြစ်ကြောင်းကိုလည်းပြောပြပါရီထောင်ထဲမှာဟိုမိုကောင်တွေကလည်းရှိနေကြတာကြောင့်မလို့ Ref ကတော့အန်ဒီကို Boston အဖွဲ့ရဲ့လက်ထဲကနေသတိထားနေဖို့ကိုလည်းပြောပြပါရီဒီလိုနဲ့လည်းပါဆယ်တုတ်ကရောက်လာခဲ့ပါရီဘာစေကိုယူပြီးတော့ ref ကတော့သူ့ရဲ့အခန်းကိုပြန်ရောက်လာတဲ့အချိန်မှာပစ္စည်းကိုစစ်ဆေးကြည့်တဲ့အခါမှာတော့သူလည်းပြုံးလိုက်ပေးပါရီဒီအကြောက်ခွဲတူကိုတုံးပြီးဥမင်တူးဖို့ဆိုရင်လူတစ်ယောက်တော့ကနှစ်ပေါင်း6ရောက်လာကြာနိုင်ကြောင်းကိုပြောပြလိုက်ပြီးတော့အန်ဒီပြောတာကိုတွေ့ရင်နားလေသွားမှာပါဆိုတာကိုလည်းသဘောပေါက်သွားခဲ့ရပါရီ ref ကတော့ပစ္စည်းကိုစာကြည့်လိုက်မှုဖြစ်တဲ့ Bruce ကနေတဆင်အန်ဒီစီကိုလည်းပို့ပေးလိုက်ပါရီအန်ဒီဖေမင်းမှာတာဝန်ကျတဲ့တနေ့မှာတော့လိုအပ်တဲ့ပစ္စည်းတွားချိန် Boston Homo အဖွဲ့ကအန်ဒီကိုလည်းဝိုင်းဖန်ကြတာကြောင့်မလို့အန်ဒီကတော့ပြန်တိုက်ခိုက်ခဲ့ပါရီအဲ့ဒီအချိန်ကစတင်ပြီးတော့အန်ဒီကတော့ Homo အဖွဲ့နဲ့မကြာကိုမှတိုက်ခိုက်နေခဲ့ရပါရီ1949ခုနှစ်ຫນွေဦးရာသီမှာထောင်မှုကြီးနော်ရန်ကစက်ရုံခေါင်းမိုးကိုပြန်ပြင်ဖို့ထောင်သားတွေကိုလည်းရွေးချယ်ပါရီ
အလုံးလုံးရရဲဆိုပေမဲ့အပြင်ထွက်ရလေကောင်းလေတန့်ရှူပြီးတော့ခဏတာလွတ်လပ်ခွင့်ရတာကြောင့်မလို့လူပေါင်း100ကျော်အလုပ်အတွက်စင်းပေးခဲ့ကြပါတယ်။ဒါပေမဲ့လည်း line ဝင်တာကောင်းတဲ့ ref နဲ့သူ့ရဲ့ဖွဲ့သားတွေကအရွေးခံခဲ့ရပြီးတော့ ref ကတော့ Annie ကိုပါသူတို့နဲ့အပါခေါ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲအလုံးလုံးနေတဲ့အချိန်တုန်းမှာပဲ Annie ကတော့ဘုံမွေးကြီးဟတ်တလီကသူရမယ့်အမွေစက္ကန့်ခွင့်အတွက်အခွန်ဆောင်ရမှာနဲ့ပတ်သက်ပြီးတော့ညှဉ်းညူနေတာကိုလည်းကြားသွားခဲ့ရပါတယ်။ဒီတော့လေဘာမပြောညမပြောနဲ့ခမရရဲ့မိန်းမကစိတ်ချရလာဆိုပြီးတော့ဒဲသွားမိခဲ့တာကြောင့်အမိုးဘော်ကနေပြေးချခံရကနီးမှသူကဘယ်လုပ်ငန်းရှင်တယောက်ဖြစ်တာကြောင့်မလို့အတလီရဲ့ငွေတွေကိုလည်းအခွန်ရှောင်ပေးဖို့မိတာဖြစ်ကြောင်းကိုလည်းပြောပြလိုက်ပါတယ်။နောက်တော့လေဘယ်လုပ်ငန်းရှင်တယောက်အနေနဲ့သူ့ရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးတော့အတလီကိုအခွန်ဘယ်လိုရှောင်တိန်ရမလဲဆိုတာကိုလည်းပြောပြနေခဲ့ပါတယ်။အဲဒါကိုသူ့ရဲ့ဇနီးအတွက်လက်ဆောင်အဖြစ်ပြောင်းလဲလိုက်ဖို့ဖြစ်ပြီးတော့ဒါကိုသူလုပ်ပေးမှပြက်ကဒီအတွက်အတလီပြန်လုပ်ပေးရမှာတကူကတော့သူ့ရဲ့လူတွေကို BRA လေးတိုက်ဖို့ပဲဖြစ်ပါတယ်။အန်ဒီရဲ့ကောင်းမှုကြောင့်မလို့ Rafto ကလည်းထောင်ရဲ့အကျန်းဆုံးအရာရှိကြီးတိုက်တဲ့ BRA လေးကိုလည်းတောက်သုံးခွင့်ရရှိခဲ့ပြီးတော့အန်ဒီကိုရိုင်းကတော့သူ့ရဲ့လူတွေတောင်းနေတာကိုပြုံးပြီးတော့ကြည့်နေခဲ့ပါတယ်။ဒီကိစ္စတွေကြောင့်မလို့ပဲ Raf နဲ့အန်ဒီတို့ကပို့ပြီးတော့ရှင်းပြီးသွားခဲ့ကြပါတယ်။ Raf ကတော့ထောင်သားတွေလူသမျှဘာမဆိုရနိုင်ကြောင်းလေလုံးထွားတာကြောင့်မလို့တညမှာတော့ရုပ်ရှင်ကြည့်နေတဲ့အချိန်တုန်းမှာပဲအန်ဒီကတော့ Rapsy ကနေမင်းသမီး Rita Haywood ကိုလည်းတောင်းဆိုနေကြတာဖြစ်ပါတယ်။မကြိုင်ခင်မှာပဲအန်ဒီကပဲဟိုမိုအဖွဲ့တွေကအနိုင်ကျင့်ပြန်လာတာကြောင့်ပြန်ပြီးတော့ခုခံရင်းနဲ့ဆေးရုံတက်လိုက်ရပါတယ်။ Boss ကတော့တပတ်လောက်တိုက်ပိတ်ခံလိုက်ရပါတယ်။သူကပြန်ထွက်လာတဲ့အခါမှာအန်ဒီဂျေဇုရှိဘူးတဲ့အတလီကအခန်းထဲဝင်လာခဲ့ပြီးတော့ပညာပေးလိုက်တာကြောင့် Boss တယောက်ကတော့အောက်ပိုင်းသေးကလေးဖြတ်သွားခဲ့ပြီးပြင်းတဲ့မြောက်ပိုင်းကထောင်ဆေးရုံတစ်ခုစီကိုလည်းပြောင်းရွှေ့ခံလိုက်ရပါတယ်။အဲဒီကနေကနေစတင်ပြီးတော့အန်ဒီကလည်းဟိုမိုရီယန်ကနေဝေးသွားခဲ့ရပါတယ်။အန်ဒီဆေးရုံကနေဆင်းလာတဲ့အချိန်တုန်းမှာတော့သူ့ရဲ့အခန်းထဲမှာကြောက်တုံးတစုနဲ့ဖီထားတဲ့ Heather Hillwick poster တစ်ချက်ကိုလည်းတွေးလိုက်ရပါတယ်။ဒါကတော့ Red နဲ့သူ့ရဲ့တငယ်ချင်းတွေကအန်ဒီအတွက်ပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။အန်ဒီကတော့အတလီကိုဘလူးကူညီခဲ့လဲဆိုတာကိုထောင်မူကြီးနော်ဒန်ကကြားသွားခဲ့ရပါတယ်။ဒါကြောင့်မလို့လေနော်ဒန်ကအန်ဒီရဲ့အခြေအနေကိုကြည့်ဖို့အခန်းကိုလည်းရုတ်တရက်ဝင်စစ်ဆေးပါတယ်။အစာကလေးကနေလူချင်းတွေ့ကျင်တာကြောင့်ဝင်စစ်ဆေးတာဖြစ်ပြီးတော့စစ်ပြီးတဲ့နောက်မှာဆိုရင်တော့ထောင်မူကြီးကအန်ဒီကိုထောင်စာကြည့်လိုက်မှာ Bros နဲ့တူအလုပ်လုပ်ဖို့လည်းလွတ်လိုက်ပါတယ်။အန်ဒီရောက်လာတာကြောင့်မလို့ထောင်စာကြည့်လိုက်ကအစီကားခဲ့ပါတယ်။အကြောင်းရင်းကတော့ထောင်ထဲမှာရှိတဲ့အချားဆောင်နေနဲ့ထောင်မူကြီးကိုယ်တိုင်အတွက်ငွေကိစ္စတွေနဲ့အခြားဘဏ္ဍာရဲ့ဂျန်တွေကိုပေးတဲ့ဝန်ဆောင်မှုတွေကိုလုပ်ပေးနေရလို့ပဲဖြစ်ပါတယ်။အန်ဒီတယောက်ကတော့ထောင်စာကြည့်လိုက်ကိုတိုးချဲ့ဖို့စိတ်ကူးရခဲ့ပြီးတော့ပြည်내အစိုးရစီကိုလည်းရန်ပုံငွေတောင်းခံစာတွေကိုစာရေးခဲ့ပါတယ်။အပတ်တိုင်းကိုလည်းရေးနေခဲ့တာပါ။သူရဲ့အခွန်ရှောင်ပေးမှုကနာမည်ကြီးတာကြောင့်မလို့အခြားကထောင်ချက်တွေကတော့မှ baseball ပြိုင်ပွဲလာပြိုင်ကြရင်းနဲ့သူ့ရဲ့အကူအညီကိုလည်းယူလိုက်ကြရပါတယ်။ဒါကြောင့်မလို့လည်း baseball ရသည်ဆိုရင်တော့အလုပ်အရန်ကိုမှများနေတက်ခဲ့ပြီးတော့တစ်ဆက်မှာလှုပ်နေရတဲ့ ref ကိုအကူအနေနဲ့ခေါ်ထားရပါတယ်။အလုပ်တွေကဘလောက်ထိတော့မှရှုပ်စာကြည့်တဲ့ရန်ပုံငွေအတွက်ပြည်내အစိုးရကိုလည်းတပတ်တစ်ခါကတော့စာပို့ရစမြဲပဲဖြစ်ပါတယ်။ထောင်မှာကနှစ်ရှိထောင်သားတွေကို10နှစ်တစ်ကြိမ်စစ်ဆေးပြီးတော့တဝဲလဲလွတ်ပေးတဲ့ဥပဒေကလည်းရှင်းနေပြန်ပါတယ်။ဒီဥပဒေတိုင်းပဲမကြခင်မှာပဲ Bruce ကလွတ်မြောက်ခွင့်ရသွားခဲ့ရပါတယ်။တလုံးလို့ထောင်မှာနေလာတာကြောင့်မလို့လေအပြင်ကိုမပြန်ချင်တဲ့ Bruce ကထောင်ကမထွက်ရအောင်ဒဲဟေးဝတ်ဓာတ်နဲ့ထောက်ပြီးတော့တက်ပြည့်မဲ့လှုပ်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအန်ဒီကတော့သူ့ကိုပြောဆိုဖြောင်းဖျားခဲ့ပြီးတော့ Bruce ကလည်းလက်ခံလိုက်ကထောင်ကချမတာကိုလက်ခံခဲ့ပြီးတော့လွတ်သွားခဲ့ပါတယ်။သူကပြန်လဲထူထောင်ရေးဂေယာကိုလည်းတွားခဲ့ပေမဲ့ထောင်ပြင်ဘက်ကဘဝနဲ့အသားကြားဖို့မဖြစ်နိုင်တာကြောင့်နောက်ဆုံးမှဆိုရင်တော့ကိုလည်းတက်သေးတွားခဲ့ပါတယ်။သူရဲ့တရင်ကိုကြားတဲ့အခါမှာထောင်သားတွေက Bruce ကိုအပြစ်တင်ခဲ့ကြပေမဲ့ Red ကတော့ဒါကထောင်ကျင့်ပါသွားတာဖြစ်ကြောင်းဆိုလိုတာကသူ့ရဲ့ဘဝတစ်လျှောက်လုံးအကျဉ်းသားတစ်ယောက်ဖြစ်လာတာကြောင့်မလို့ရုပ်တရက်ပြင်လောကကိုရောက်လာတဲ့အခါမှာလိုက်လုံးကြီးထွေအောင်မနေနိုင်တော့တာဖြစ်ကြောင်းကိုလည်းရှင်းပြပါတယ်။ချောင်းနေကြအောင်စာရီရေးခဲ့ပြီးတဲ့နောက်မှာအန်နီကတော့ပြည်내အစိုးရကနေစာကြည့်တိုက်အတွက်ဒေါ်လာ200နဲ့အတူစာအုပ်အဟောင်းတွေဓာတ်ပြားဟောင်းတစ်ချက်ကိုလည်းလက်ခံရရှိခဲ့ပါတယ်။ဒီနေ့မှာတော့ပြည်내အစိုးရစီကနေပို့လိုက်တဲ့ဓာတ်ပြားကိုယူခဲ့ပြီးတော့အန်နီတယောက်ကထောင်မူကြီးရဲ့ရုံးခန်းကိုဝင်လိုက်ကတကားကိုလည်းလော့ချလိုက်ပါတယ်။နောက်တော့လေဒက်ဆက်ပေါ်မှာဓာတ်ပြားကိုထည့်လိုက်ပြီးတော့ဖွင့်လိုက်တဲ့အခါမှာမိုးဇက်ရဲ့ The Marriage of Figaro ဆိုတဲ့တခြင်းကိုလည်းကြားလိုက်ရတာကြောင့်မလို့မိုက်ကိုဖွင့်ကတဆောင်းလုံးကြောင်းကိုလည်းလွတ်လိုက်ပါတယ်။ထောင်ရဲ့တန်ချဲဆက်ကနေတီးလုံးတန်ကထွက်လာခဲ့တဲ့ဆိုရင်ပဲထောင်တစ်ထောင်လုံးကတခြင်းတန်မှနမျောသွားခဲ့ပါတယ်။ရုပ်တရက်ကြားလိုက်ရတဲ့တခြင်းတန်ကခဏတာလေးဖြစ်ဖြစ်လူတိုင်းကိုလွတ်လပ်တယ်လို့ခံစားသွားခဲ့ရတယ်ဆိုပေမဲ့နော်ရန်အတွက်တော့မပါဘူးပဲထင်ပါတယ်။ရုံငန်းပြမနေနဲ့ဒေါသတကြီးနဲ့ဓာတ်ဆက်ကိုပိတ်ဖို့အမိန့်ပေးပါတယ်။အန်ဒီကတော့စာပိုင်းမှာဓာတ်ပြားအတန်ကိုလမ်းကင်လိုက်ခဲ့ပြီးမှတခုခုတွေးမိလိုက်ပြီးတော့ဓာတ်ဆက်ရဲ့အတန်ကိုလည်းပို့ကျလိုက်ပါတယ်
နောက်ဆုံးတော့ဟက်တလီကရုံးခန်းတွေကိုဝင်ဖြတ်ခဲ့ပြီးတော့အန်နီကိုရိုက်နှက်ကနှစ်ပတ်ကြာတိုက်ပိတ်လိုက်တာဖြစ်ပါတယ်။သူပြန်ထွက်လာတဲ့အခါမှာတော့သူ့ရဲ့ဘော်ဒါတွေကိုသူတိုက်ပိတ်လိုက်ရတဲ့အချိန်မှာမိုးဆက်ရဲ့တခြင်းအကြောင်းကိုပြန်တွေးပြီးတော့နှစ်ပတ်ကိုလည်းအေးဆေးဆေးကြော်ခဲ့အကြောင်းကိုပြောပြတာကြောင့်ဂီတာအကြောင်းကိုလည်းနားမလည်တဲ့တငယ်ချင်းတွေကတော့တန်တော်ကြီးကိုမှငေးကြည့်နေကြတာဖြစ်ပါတယ်။ဂီတာနဲ့ပတ်သက်ပြီးတော့မေးကြည့်တဲ့အချိန်မှာ Red ကငငယ်ကလေးကနေဘာကြောင့်မဟုတ်ဘူးတဲ့အကြောင်းကိုလည်းပြောပြပါတယ်။ဂီတာဆိုတာကမျောလင်းချက်ဖြစ်ကြောင်းလူဆိုတာကမျောလင်းချက်ရှိတဲ့အကြောင်းကိုပြောပြတာကြောင့် Red ကထောင်ထဲမှာတော့မျောလင်းချက်ထားတာကအန်နီများတဲ့အကြောင်းယူသွားစေနိုင်တဲ့အကြောင်းကိုပြောပြတာကြောင့်အန်နီနဲ့သဘောထားခြင်းမတိုက်ဆိုင်ပဲဖြစ်သွားခဲ့ရပါတယ်။နောက်တော့စနစ်တစ်ချိန်လာလေးရှိတဲ့လူငိမ့်ချမ်းသာခွေအတွက် Red တယောက်ကတော့အပူကျူးကျူးနဲ့ကျွန်တော်ကတော့လူလိမ္မာလေးဖြစ်နေပြီဗျ။ပြည်သူတွေအတွက်ဒုက္ခမပေးတဲ့လူလေးဖြစ်နေပါပြီဆိုပြီးတော့မျက်နှာငယ်လေးနဲ့ပြောခဲ့တဲ့ဆိုပေမဲ့သူ့ရဲ့လွတ်လပ်ခွင့်ကိုလာစစ်တဲ့လူကြီးတွေကတော့ရင်းပယ်တဲ့ဒစိမ့်ကိုပဲနှိပ်လိုက်တာဖြစ်ပါတယ်။စိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့တဲ့ Red ကိုအန်နီကတော့မောင်မြင့်နဲ့လက်ဆောင်ဆိုပြီးတော့ဘာကြလေးတစ်ခုကိုလည်းပေးလိုက်ပါတယ်။ Red ကတော့ထောင်ကျတာကနှစ်30ရှိနေခဲ့ပြီဖြစ်တယ်လို့အန်နီကလည်းဘာလို့နဲ့ပဲ10နှစ်ကပြေးသွားခဲ့ပြီလည်းဖြစ်ပါတယ်။အချိန်ကြီးကတီးပြီးနဲ့ကုန်နေခဲ့တဲ့ဆိုပေမဲ့အန်နီကတော့ပြည်내အစိုးရကိုစာကြည့်လိုက်အတွက်စာပို့မြဲပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေနောက်ဆုံးမှာတော့အစိုးရကအန်နီရဲ့အပေါက်ကိုပေးလိုက်ဖို့တစ်နှစ်ကိုဒေါ်လာ900ပေးမယ်ဆိုပြီးတော့ကတိပေးလိုက်ရပါတော့တယ်။အန်နီကတော့ဒေါ်လာ900ကိုစာဝဟောင်းရောင်းသူတွေနဲ့ဆက်သွယ်ခဲ့ပြီးတော့ကောင်းတို့ရရတွေကိုဝယ်ပြီးထောင်စာကြည့်လိုက်တစ်ခုကိုလည်းကောင်းကောင်းကြည့်ကိုမှပြင်ဆင်နေကြတာကြောင့်ထောင်သားတွေကလည်းစာအုပ်ဖတ်ကြတချင်သားထောင်ကြနဲ့ okay မှဆိုပြေနေခဲ့ကြတာပဲဖြစ်ပါတယ်။စာကြည့်လိုက်ရဲ့အမိကိုတော့ Brooks ရဲ့အမိကိုပဲပေးခဲ့ကြပါတယ်။ဒူးချလိုက်တဲ့စာကြည့်တိုင်းနဲ့ပစ္စည်းပစ္စယတွေကပုံများလာတဲ့မြအန်နီကတော့ထက်တန်းဒီပလိုမာရခြင်းနဲ့အကျဉ်းသားတွေကိုစာသင်ပေးတာကိုလည်းစတင်ခဲ့ပါတယ်။ထောင်မကြီးနိုရန်ကတော့သူ့အတွက်အကျိုးမြတ်ဖြစ်စေမယ့်အစီအစဉ်တစ်ခုကိုလည်းစတင်ခဲ့ပါတယ်။သူကအကျဉ်းသားတွေကိုအများပြည်သူဆိုင်ရာ project တွေမှာလှုပ်ခိုင်းတာပါ။သူရဲ့ဆိုရကတော့အကျဉ်းသားတွေကလည်းပြည်သူလုံးမှာပါဝင်လှုပ်ခိုင်းတဲ့သူတို့ရဲ့အပြစ်တွေကိုစေးကြောရင်နောင်တရများစေဖို့လုပ်လဲဆိုလိုပါတယ်။တကယ်တော့လေကျင်းသားတွေကနောင်တရမရမသေးကြပေမဲ့နော်ရန်ကတော့ထောင်သားတွေရဲ့လောအားကကိုအရင်တည်ပြီးတော့ပတ်စံတွေကတော့တောက်လေးရခဲ့ပါတယ်။အန်နီကတော့နော်ရန်ရဲ့ဗတ်ပေါင်းစုံကနေဝင်လာတဲ့ငွေတွေအတွက်ငွေကြေးခွာချပြီးတော့ဘန်မျိုးမှာအကောင်များစွာနဲ့ရင်းနှီးမြုပ်နှံမှုတွေကိုအန်နီဖန်တီးထားတဲ့တကယ်မရှိတဲ့လူ Brandon Steven ဆိုတဲ့နာမည်ကိုအသုံးပြုခဲ့ပြီးတော့ Steven ဘိုင်ငွေတွေဖြစ် share ကိုမှလုပ်ပေးနေရပါတယ်။သူလုပ်ပေးပြီးသမျှစင်းတွေကိုတော့ဖျားစာတစ်ခုနောက်မှာလိုဝက်ပြုလုပ်ထားတဲ့နော်ရန်ရဲ့မိခင်တတရဲကိုလည်းကိုရိုင်းထည့်ပေးခဲ့ပြီးမှသူ့ရဲ့လုပ်ကတော့ပြီးပါတယ်။တခါတလေမှာနော်ရန်ရဲ့အဝတ်စားတွေဖနက်တွေကိုလည်းအဝတ်ရှော့သမားလက်ကိုလည်းအရပါသေးတယ်။ဒီအကြောင်းတွေကိုတော့သူ့ရဲ့ခင်ဆုံးပေါ်တာ Red တယောက်ထဲကပြောပြခဲ့ပြီးတော့သူကပြန်မလူကောင်းလို့နေခဲ့ပြီးတော့ထောင်ထဲကိုရောက်လာခဲ့တော့မှလူလိန်တယောက်ဖြစ်နေခဲ့တဲ့အကြောင်းပြုံးပြီးတော့ပြောပြနေကြတာပါ။1965ခုနှစ်မှာ Tramming ဆိုတဲ့အကျဉ်းသားငယ်တယောက်ကခုံမှုနဲ့ရှောက်ရှန်ကိုရောက်လာခဲ့ရပါတယ်။ရှောက်ရှန်ကိုရောက်လာခဲ့ပြီးတဲ့နောက်တဲကြွတဲ့ဂျက်ဖလေးထွန်မီကအန်ဒီနိုဖွဲ့နဲ့အဖွဲကျသွားခဲ့ပြီးတော့ဒီနေ့မှာတော့သူခိုးခဲ့တဲ့အမှုတစ်ခုအကြောင်းကိုပြန်ပြောပြနေကြတာကြောင့်အန်ဒီကတော့ခိုးဝက်တာကလွဲလို့အခြားလုပ်တစ်ခုကိုလှုပ်ဖို့လည်းကြံပေးခဲ့ပါတယ်။အဲ့ဒီအကြံပေးချက်က Trammy စိတ်ကိုတကယ်ပဲလှုပ်ရှားသွားစေခဲ့ပြီးတော့သူကထက်တန်းဖြည့်ကြည့်ခြင်းကြောင့်ဒီနေ့မှာတော့အန်ဒီကိုလာပြီးတော့တောင်းဆိုခဲ့ပါတယ်။ခက်တာက Trammy ကအစာလုံးဝကိုမှမတက်နေခဲ့တာပါ။မိန်းမနဲ့သမီးလေးရှိပြီးတော့သူ့ရဲ့ဘဝကိုလည်းကောင်းအောင်ပြန်လုပ်ချင်တဲ့ Trammy ကိုအန်ဒီကတော့လက်ခံလိုက်တာပဲဖြစ်ပါတယ်။နောက်တော့လေ ABC တွေကနေစပြီး Trammy ကိုလည်းပြန်ပြီးတော့တေချာလေးကိုမှတင်ပေးဖြစ်ပါတယ်။ဒါပေမဲ့လည်းတစ်နေ့လောက်ကြိုးစားခဲ့ပြီးတော့အစမ်းစာမေးပွဲဖြေကြည့်လိုက်တဲ့အချိန်မှာရလက်ကမကောင်းတာကြောင့်မလို့ Trammy ကလည်းဖြေလွှာကိုလုံးချေကအမိုက်ပုံးတွေကိုပြစ်ထည့်လိုက်ခဲ့ပြီးတော့ထွက်သွားခဲ့တာပဲဖြစ်ပါတယ်။နောက်တနေ့မှဆိုရင်တော့ Red ကို Trammy ကသူ့ရဲ့လုပ်ရက်ကမားချောင်းကိုပြောပြနေကနေ Red ကအန်ဒီရဲ့အမှုချောင်းကိုလည်းပြောပြနေခဲ့ပါတယ်။ Trammy ကတော့အန်ဒီရဲ့ဇလန်ကိုကြားရတဲ့အခါမှာစိတ်မကောင်းဖြစ်သွားခဲ့ရပြီးတော့အချောင်းတောက်တစ်ခုမှသူကြားခဲ့ရတာကိုအန်ဒီနဲ့ Red ကိုလည်းပြန်ပြီးတော့ပြောပြလိုက်ခဲ့ပါတယ်။သူပြောပြတာကတော့သူနဲ့တူတူနေခဲ့ရတဲ့ Amo Black ဆိုတဲ့လူကအန်ဒီရဲ့မိန်းမနဲ့သူ့ရဲ့လင်ငယ်ကိုတက်လိုက်တာဖြစ်ခဲ့ပြီးတော့ဒီအတွက်လည်း Band Manager ဆိုတဲ့သူကထောင်ချသွားခဲ့ရကြောင်းဆိုတာပဲဖြစ်ပါတယ်။တကယ်တော့လေအန်ဒီကသူ့ရဲ့မိန်းမကိုတက်ခဲ့တာမဟုတ်ဘဲနဲ့ Amo Black ကတက်ခဲ့တာဖြစ်ပြီးတော့အန်ဒီကကြားကနေခံလိုက်ရတာပဲဖြစ်ပါတယ်။ဒီအကြောင်းကိုတိတိကျကျအန်ဒီကမျောလင်းချက်တွေအပြည့်နဲ့နော်ဒန်နဲ့တွားတွေ့ခဲ့ပြီးတော့အကျိုးကြောင့်ကိုလည်းပြောပြက Trammy ကိုလည်းတတိအဖြစ်ထားခဲ့ပြီးဒီအခွင့်အရေးပြန်ဝင်ဖို့ကိုပြောခဲ့တယ်ဆိုပေမဲ့နော်ဒန်ရဲ့တုံ့ပြန်မှုကအန်ဒီမျောလင်းထားတာနဲ့လုံးဝကမှစန့်ကျင်ဘက်ဖြစ်နေခဲ့ရပါတယ်။အန်ဒီကတော့သူနော်ဒန်အတွက်နှစ်တွေ့ကြောင်လှုပ်ပေးခဲ့တဲ့
ငွေကြေးကဝချမှုအစီအစဉ်တွေကိုဘယ်တော့မှဖော်ထုတ်မှာမဟုတ်ဘူးလို့အခိုင်အမာပြောပြလိုက်တဲ့အခါမှာနော်ရင်ကတော့ဒေါသတကြီးနဲ့ဖြစ်သွားခဲ့ပြီးတော့သူ့ကိုတလတိုက်ပိတ်ဖို့လည်းအမိန့်ပေးလိုက်ပါတယ်နောက်တော့လေနော်ရင်ကထရမ်မီနဲ့တွေ့ခဲ့ပြီးတော့အန်ဒီဘက်ကနေတတိဒရက်ဆိုပေးမလားလို့လည်းမေးခဲ့ပါတယ်ထရမ်မီကတော့ဆေးအားထက်သန်စွာနဲ့ပဲပေါ်တူလိုက်တာကြောင့်မလို့ဝါရင်ကတော့ဟတ်လီကိုသူ့အားပစ်ခတ်ခိုင်းလိုက်တာဖြစ်ပါတယ်ခိုင်းကောင်းတဲ့နွားတကောင်လိုဖြစ်ခဲ့တဲ့အန်ဒီကိုလည်းထောင်မူကြီးကလက်လုံးမပေးချင်တာကြောင့်မလို့တတိထွက်ပေးခဲ့တယ်ဆိုပေမဲ့ထရမ်မီကတော့ရှော့ပစ်ခံလိုက်ရပြီးပဲဖြစ်ပါတယ်နော်ရင်ကတော့တိုက်ပိတ်ခံရတဲ့ NEC သွားတွေ့ခဲ့ပြီးတော့ထမီကတော့ထွက်ပြေးဖို့ကြိုးစားရင်းနဲ့အသက်ခံလိုက်ရတယ်လို့ပြောခဲ့တယ်လို့အန်ဒီကလည်းနော်ရင်ကိုသူ့လုပ်ပေးတဲ့အစီအစဉ်တွေကအကုန်ရက်ပစ်မယ်ဆိုပြီးတော့လည်းပြောပြပါတယ်သူကမကူညီဘူးဆိုရင်တော့စာတိုက်ကိုလည်းဖျက်ဆီးပစ်ပြီးတော့ပစ္စည်းတွေအလုံးကိုလည်းမီးရှို့ပစ်မယ်ဆိုပြီးတော့နော်ရင်ကတော့ပြန်ပြီးတော့ပြောတာကြောင့်မလို့အန်ဒီကလည်းလက်လျှော့လိုက်ရပါတယ်နောက်ထပ်တလားတိုက်ပိတ်ခံခဲ့ရပြီးတဲ့အချိန်မှာတော့အန်ဒီကတော့စိတ်တဲကျနေတဲ့လူတစ်ယောက်ပုံစံနဲ့ရှော့ရှန်ကသူ့ရဲ့တာမန်နေစဉ်ဘွားတွေကိုပြန်ရောက်လာခဲ့ပါတယ်။ဒီနေ့မှဆိုရင်တော့အန်ဒီကသူကစနီးကိုမတက်ခဲ့ပေမဲ့သူ့ရဲ့ပင်ကိုဇိုက်ကသူမကိုတွန်းထုတ်ခဲ့တယ်လို့ဖြစ်ခဲ့ရပြီးတော့အဲ့ဒါကပဲသူမကိုဖောက်ပြန်အောင်နဲ့ဒေးဆုံးအောင်လုပ်ခဲ့တယ်လို့ဖြစ်ခဲ့တဲ့အကြောင်း Ref ကိုပြောပြနေခဲ့ပြီးတော့သူသာထောင်ကနေလွတ်ခဲ့မယ်ဆိုရင်တော့မက္ကဆီကိုနိုင်ငံပစိဖိတ်ကမ်းခြေပေါ်ကဆီယာတန်ဂျိုးဆိုတဲ့ကမ်းခြေမြို့လေးကိုတွားခြင်းကြောင်းကိုပြောပြပြီးတော့တကယ်လို့ Red သားဒီကနေလွတ်လာခဲ့မယ်ဆိုရင်တော့သူ့အတွက်တစ်ခုလုပ်ပေးစေခြင်းတဲ့အကြောင်းအဲ့ဒါကတော့ Boston မြို့နားမှာကွင်းပြင်ကျေးကြီးတစ်ခုရှိခဲ့ပြီးတော့ကျောင်းနေရတစ်ခုရဲ့အဆုံးမှာရှိတဲ့ဝတ်တင်ချပင်ကြီးတစ်ပင်ရှိကအဲ့ဒီကတူတူချာချာဖြစ်နေမဲ့မိတော်ကြောက်တုံးနဲ့ရောင်ကြီးတုံးအောက်မှာဘက်တစ်ခုပေးခြင်းတဲ့ຢာတစ်ခုရှိကြောင်းအဲ့ဒါကိုသိခြင်းနဲ့ဆိုရင်တော့ကိုရိုင်းဖွင့်ကြည့်ဖို့လိုတဲ့အကြောင်းကိုလည်းပြောပြပါရစေ။အန်ဒီရဲ့ထူးခြားတဲ့ပုံစံတွေအပြောတွေနဲ့ Raptor ကလည်းအန်ဒီတယောက်ကကိုတက်သိမလားဆိုပြီးတော့အစိုးရနေကြကြရပါတယ်။ဘိုးဆိုရတစ်ခုကတော့အန်ဒီက6ပေလောက်ရှိတဲ့ကျိုးတစ်ချောင်းကိုတောင်းနေခဲ့သေးတာဖြစ်ပါတယ်။ညဘက်ရောက်တဲ့အချိန်မှာထုံးစံအတိုင်းပဲထောင်မူကြီးနော်ရန်ရဲ့ဆင်းတွေကိုလှုပ်ပေးခဲ့ပြီးတော့ကိုရိုင်းပဲမိခင်တတာတွေကိုလည်းထည့်ပေးလိုက်ရတာဖြစ်ပါတယ်။လိုတိုင်းကတော့အန်ဒီကိုသူ့ရဲ့ရှူပနက်တွေကိုတိုက်ပေးဖို့နဲ့သူ့ရဲ့ဝတ်စုံကိုလည်းမီးဖို့တိုက်ဖို့ပို့ပေးဖို့ကိုလည်းခိုင်းခဲ့ကပြန်လာတာကဝမ်းသာကြောင်းကိုလည်းပြောပြကအပြင်ကိုလည်းထွက်သွားခဲ့ပါတယ်။အလုပ်တွေပြီးလို့ပြန်လာတဲ့အန်ဒီကိုတော့ Rato ကစိုးရိမ်စိတ်နဲ့ကြည့်နေကြပါတယ်။ညရောက်တော့လေမိုးရိချုံနေတာကြောင့် Rato ကလည်းမနေ့ကျရင်ဘာဖြစ်မလဲစိုင်းတထဲနဲ့စောင့်နေကြရပါတယ်။မိုးလေးလိုလူစစ်တဲ့အခါမှာတော့အန်ဒီတယောက်ကပျောက်ချင်းမလားကူမှပျောက်သွားခဲ့ပါပြီ။အချိန်ထဲမှာပဲထောင်မူကြီးနော်ရန်ကသူ့ရဲ့ဖက်နှက်ဘူးထဲမှာသူ့ရဲ့ဖက်နှက်စာအန်ဒီရဲ့ဖက်နှက်ကိုတွေးလိုက်ရတဲ့အခါမှာလန်သွားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေအန်ဒီရဲ့ခန်းစီကိုအပြေးသွားခဲ့ပြီးတော့အချင်းလေးကိုကြည့်ရတဲ့စိတ်ဆိုးဆိုးနဲ့နယံကိုကြောက်တုံးနေတဲ့ပြစ်ပေါက်ခဲ့ပြီးတော့ပိုစတာစီကိုလည်းကြောက်တုံးတုံးကိုပြစ်ပေါက်လိုက်တဲ့အခါမှာတော့ကြောက်တုံးကပိုစတာကိုဖောက်ထွင်းပြီးနယံနဲ့ကိုဝင်သွားခဲ့တာပဲဖြစ်ပါတယ်။နော်ရင်ကတော့ပိုစတာကိုနယံကနေဆွဲခွာလိုက်ခဲ့ပြီးတော့လူတစ်ယောက်ကသွားလို့ရအောင်ကျဲတဲ့ဥမေလိုင်းကောင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဖြစ်စဉ်ကတော့ဒီလိုပဲဖြစ်ပါတယ်။မင်းညကအန်ဒီကနော်တန်ရဲ့ရှုပနက်ကိုဖွင့်ပြီးတော့သူ့ရဲ့အခန်းစီကိုတွားခဲ့ပြီးခံကောင်းစောနဲ့ပဲဘယ်သူမှသတိမထားမိခဲ့ပါဘူး။သူကဆောက်ရွက်စာတန်းအချိုးနဲ့နော်တန်ရဲ့အဝတ်စားတွေကို plastic ထဲထည့်ပြီးတော့သူတောင်းထားတဲ့ကျုံနဲ့သူ့ရဲ့ကိုမချီကအပေါက်ကနေထွက်ပြေးသွားခဲ့တာပါ။သူတူးခဲ့တဲ့ဥမေလိုင်းကောင်းကထောင်နေရနှစ်ခုကြားကနေနေရာလုံးတစ်ခုစီကိုရောက်သွားခဲ့ပြီးတော့အဲဒီမှာတော့မိလာပိုင်လိုင်းမကြီးကိုမိုးကြိုးပစ်တဲ့အချိန်မှာကြောက်တုံးတဲ့ထူခွဲကဂိုင်း900လောက်သွားခဲ့ပြီးတော့အပြင်ဘက်ကချောင်းထဲကိုလည်းရောက်လာခဲ့တာပါ။ရှောင်းပွေးဖွဲ့ကနောက်ပိုင်းမှာသူ့ရဲ့ထောင်ယူနီဖောင်းနဲ့ကြောက်တိုးကိုလည်းတွေ့ခဲ့ကြရပါတယ်။အဲဒီအမနက်မှာပဲအန်ဒီကဖော်လန်မျိုးက Main National Bank ကိုလမ်းလျှောက်ဝင်သွားခဲ့ပြီးတော့နော်ဒန်ပတ်စံတွေကို Steven ဆိုတဲ့နာမည်နဲ့ထုတ်ယူခဲ့ပါတယ်။သူမထွက်ခွာခင်မှာပါဆယ်ထုတ်ကိုစာရိုက်ကနေပို့ပေးဖို့ဘဏ်ကိုလည်းအကူအညီတောင်းနေခဲ့ပါတယ်။သူကချာဒေတာကန်ဒါဇင်လောက်စီကိုဆက်သွားခဲ့ပြီးတော့စုစုပေါင်းဒေါ်လာ3,900,000လောက်ကိုလည်းထုတ်ယူခဲ့ပါတယ်။သူပို့လိုက်တဲ့ပါဆယ်ထုတ်ထဲမှာဆိုရင်တော့နော်ဒန်ရဲ့စင်းဆောက်တွေပါဝင်ပြီးတော့ Portland Daily Bugle ဆိုတဲ့သတင်းစာတိုက်စီကိုလည်းပို့ခဲ့တာပါ။မကြခင်မှာပဲ Jerry က Shotland Town ကိုဝင်စီးခဲ့ကဘတ်တလီကတော့လူသက်မှုနဲ့ဖမ်းဆီးခံခဲ့ရတယ်လို့နော်ရန်ကတော့အန်ဒီထွက်ပြီးသွားခဲ့တဲ့ကနေမဖွင့်ရသေးတဲ့သူ့ရဲ့မိခင်တက်တာကိုဖွင့်လိုက်ခဲ့ပြီးတော့သူရဲ့စောက်တွေစားသူကအန်ဒီကိုပေးတဲ့တမချန်းစာအုပ်ကိုလည်းတွေ့လိုက်ရပါတယ်။စောက်ထဲမှာကအန်ဒီရဲ့ကြောက်တူပုံစံတိုင်းထွင်းထားခဲ့တာပဲဖြစ်ပါတယ်။ Jerry ကတော့အတင်းဝင်ဖမ်းဖို့လုံနေတဲ့အချိန်မှာနော်ရန်ကတော့ကိုမှတတ်သိလိုက်ရပါတယ်။မကြခင်မှာပဲ Red က Texas ပြည်နယ် Foreign Court ကနေအပေါ်မှာဘာမှမရေးထားတဲ့ postcard တစ်စောင်ကိုလက်ခံရရှိခဲ့ပါတယ်။ Red ကတော့ဒါက Annie Mexico ကိုရောက်သွားပြီဆိုတဲ့လက္ခဏာတစ်ခုအဖြစ်မှတ်ယူခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာဆိုရင်တော့ Red နဲ့သူ့ရဲ့တငယ်ချင်းတွေက
အန်နီရဲ့စွမ်းဆောင်ခဲ့မှုရဲ့အကြောင်းကိုပြောရင်းနဲ့အချိန်ဖြုံးနေခဲ့ဖြစ်ပါတယ်1969ခုနှစ်က Brad ရဲ့နောက်တစ်ချိန်10နှစ်ပြည့်ကြားနာပွဲမှာသူကဘုတ်ဖွဲ့ကိုပြန်လည်ထူထောင်ရေးဘာတွေရှိလဲဆိုတာကိုသိပြီးတော့ view မဆိုင်တဲ့အကြောင်းနောင်တရလာမေးမယ်ဆိုရင်တော့နောင်တမရတဲ့နေ့ရလို့ဒီအမှမရှိတဲ့အကြောင်းဖြစ်နိုင်တော့ဟိုတိတ်ကိုပြန်သွားပြီးတော့သူ့ရဲ့လူငယ်ဘဝကိုဒီလိုတွေမလုပ်ဖို့ပြန်ပြောချင်ခဲ့ပေမဲ့မြောက်ရအကြောင်းမလို့လွတ်တာကိုတော့စောက် view မဆိုင်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်အဲဒီတော့မှသူ့ကိုဘုတ်ဖွဲ့ကလွတ်ပေးလိုက်ခဲ့ပါတော့တယ်ထောင်ကလွတ်လာခဲ့ပြီးတဲ့နောက်မှာတော့သူကကုံစုံဆိုင်တစ်ခုမှအလုပ်သွားလုပ်ခဲ့ပြီးတော့ Brooks နေခဲ့ဘူးတဲ့ပြန်လည်ထူထောင်ရေးခေတ်မှာပဲနေခဲ့ပါတယ် Brad ကလည်းပြင်ကိုပြန်ရောက်လာတဲ့အချိန်မှာတော့အဆင်မပြေတော့ပါဘူးစိတ်ဓာတ်တွေကကြာလာတဲ့အချိန်မှာသူကအန်နီကိုပေးခဲ့တဲ့ကတိကိုပြန်ပြီးတော့သတိရလိုက်ခဲ့ပါတယ်ဒါကြောင့်မလို့လဲအန်နီပြောတဲ့ဝက်တစ်ချပင်ရှိတဲ့နေရာကိုထွက်လာလိုက်ခဲ့ပြီးတော့အန်နီပြောခဲ့တဲ့ကြောင်နေရစီကိုလည်းရောက်လာခဲ့ကအနဲ့ရောက်ကြောင်တုံးကြီးတစ်လုံးရဲ့အောက်ကတက်တာလေးတစ်လုံးနဲ့အတူငွေသားတွေကိုပါတွေးခဲ့ပြီးတော့လမ်းညွန်တစ်ခုကိုပါတွေးခဲ့ရပါတယ်ဒါကြောင့်မလို့လဲ Red ကလည်းအစမ်းကာလာအတွင်းမှာဘယ်မှမသွားဖို့တားမြစ်ချက်ကိုဖောက်ပြက်ပြီးတော့အန်နီရဲ့နောက်ကိုလိုက်လာခဲ့တာပဲဖြစ်ပါတယ်နောက်ဆုံးမှဆိုရင်တော့တငယ်ချင်းတစ်ယောက်ကပစိဖိတ်ကမ်းခြေပေါ်ကဇီယာတန်ဂျိုကမ်းခြေမှာပြန်လည်ဆုံစည်းခဲ့ကြပါတော့တယ်ဒီဇလန်လေးကကျွန်တော်တို့ကိုတက်တည်ပြသွားခဲ့တာကတခုပဲရှိပါတယ်အဲ့ဒါကတော့မျောလင်းချက်ကကပုံမှာအစွမ်းထက်ဆုံးလက်နက်တစ်ခုဖြစ်တယ်ဆိုတော့ပါပဲဘဝကဘလောက်ပဲနှင်းချတော့အောင်ဆွဲချပါစေအမောင်မိုင်ဆုံးနေရာကိုပို့ထားပါစေစိတ်ထိတ်ကမျောလင်းချက်မိတိုင်းကိုဘယ်တော့မှအငြိမ်းမခံလိုက်ဖို့ပါပဲဘာလို့လဲဆိုတော့နေရနေကလူတယောက်ရဲ့ခန္ဓာကိုယ်ပဲချုံနှောင်ထားလို့ရခဲ့ပြီးတော့သူရဲ့လွတ်လပ်တဲ့စိတ်ဝိညာဉ်နဲ့ဉာဏ်ပညာကိုဘယ်တော့မှချုံနှောင်ထားလို့မရလို့ပါပဲခင်ဗျာ